အားလုံးပဲယေရှုနာမနဲ့မင်္ဂလာပါလို့ခေါ်ဆက်တာလေအခုချိန်မှာတော့ကျွန်တော်တို့ဆရာဆာမွန်ကိုရန်ရေးစက်ထားတဲ့အောင်မြင်ခြင်းရပန်းတိုင်စီတို့ဆိုတော့ဘုံတော်ချင်းနဲ့အတူတူချင်းမသားကြမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ကြပါဦး